အားလုံးမင်္ဂလာပါဒီနေ့ကတော့ကြက်ဥကိုထူးထူးဆန်းဆန်းလေးပေါင်းစားပြမှာဖြစ်ပါတယ်လက်ဆောင်ရထားတဲ့ကြက်ဥတွေကအများကြီးဆိုတော့ဘာလို့စားမှန်းမသိရနဲ့အခုလိုမျိုးထူးထူးဆန်းဆန်းလေးလှုပ်စားဖြစ်ပါတယ်အရင်ဆုံးကြက်ဥထိတ်ကလေးတွေကိုဓားလေးနဲ့အပေါက်တေးလေးဖောက်ပါမယ်အပေါက်ရွယ်စားလေးကတော့အထက်ကကြက်ဥအနှစ်ကလေးတွေကိုထုတ်လို့ရတဲ့အထိဆိုရင်တော့ရပါပြီကြက်ဥလေးကိုမကွဲအောင်တေချာလေးဖောက်ရမှာဖြစ်ပါတယ်ကြက်ဥအနှစ်ရည်လေးလွယ်လွယ်ကူကူထွက်အောင်လို့တစ်ချက်မှွေပြီးမှထုတ်ရမှာဖြစ်ပါတယ်ပြီးရင်ကြက်ဥအခွံလေးတွေကိုမှောက်ထားပေးပါမယ်ပဲငံပြားရည်ထက်ခရုစီထက်ကြက်သားမုံထက်အချိုမုံထက်စားထက်ငရုတ်ကောင်းမုံလေးတွေကိုများများလေးထက်ပြီးရင်အားလုံးကိုရောသမမွေပေးရမှာဖြစ်ပါတယ်အဖက်လေးတွေမပါအောင်လို့အနည်းဆုံးတစ်ချိန်လောက်စစ်ပေးရပါမယ်။နှီးခွေလေးတွေမလောက်တာနဲ့ကြက်ဥပေါင်းတဲ့အခါမှာတင်ဖို့အတွက်ရေတက်မှုအဖုံးလေးတွေကိုပြင်ဆင်ထားပေးပါမယ်။ဖြော်ထားတဲ့ကြက်ဥအနှစ်ရည်လေးတွေကိုဆေးထိုးအက်လေးနဲ့စုပ်ပြီးမှကြက်ဥအခွံထဲကိုထည့်ပေးရမှာဖြစ်ပါတယ်။ပြီးရင်ပေါင်းအိုးထဲကိုအစီထားပြီးပါက15မိနစ်ကနေမိနစ်20အထိပေါင်းပေးရမှာဖြစ်ပါတယ်။ကြက်ပြီဆိုရင်အခုလိုမျိုးလေးဖောင်းကြွလာတယ်ပေါ့နော်။အပေါ်ကမလှတာလေးတွေကိုခွာပြီးသွားပြီဆိုရင်တော့စားလို့ရပါပြီရှင်ကြက်ဥကိုဘလို့ကြော်ကြော်ချက်ချက်တစ်လုံးနှလုံးလောက်ပြင်ပူမစားနိုင်တဲ့ကူတော်မှာတစ်ထိုင်နဲ့10လုံးလောက်ကုန်သွားပါတယ်ရမ်းကိုစားလို့ကောင်းပါတယ်အရသာကချွတ်ချွတ်အီလေးနဲ့မို့ဂရင်းလဲတွေ့ပြီးအာဟာရလည်းဖြစ်စေပါတယ်တငယ်ချင်းတို့လည်းအချိန်ရရင်လှုပ်စားကြည့်ကြပါနော်